Hello အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာကတော့ကျွန်တော်တို့ဒီနေ့ဖျားကြောင်ဆင်းလို့အပြီးမှာပေါ့နော်ဒီလေးမှာရှိတဲ့မင်းတက်ကမိတ်ဆွေတွေအမျိုးတွေကနေပြီးမှာပေါ့နော်ကျွန်တော်တို့ကိုနေ့လေစာပြန်ကျွေးတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ပတ်ပြီးထပ်စားခဲ့တဲ့ဗလော့လေးပဲဖြစ်ပါတယ် Okay ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်ဒီမှာကျွန်တော်တို့ဒီမှာတဝိုင်းပေါ့နော်ဟိုဘက်မှာနောက်ထပ်တဝိုင်းလူကနည်းနည်းများနေတော့ပေါ့နှစ်ဝိုင်းခွဲထိုင်ပြီးမှအောင်ပေါ့နော်ကျွန်တော်တို့စားတော့ခဲကြတာပဲဖြစ်ပါလေတငယ်ချင်းနေဒါမိတ်ဆွေတွေအမျိုးတွေနဲ့ပြန်ဆုံရတော့အရန်ကိုပြောဆရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်ဒါတော့ကျွန်တော်တို့ဒီ C1 မှာရှိတဲ့ဒါကျွန်တော်တို့တငယ်ချင်းတွေပြန်ဆောင်ကြတာပါတခြားရောက်ကတငယ်ချင်းတွေလည်းပါပါတယ်ပြင်ဒီဇိုင်းလေးမှာကျွန်မတို့တုပ်ပူးနွေးစားခဲ့တယ်ဒီမုတ်ခင်းခါတုပ်မုတ်လက်ဆောင်နေရဆလို့ရတယ်ပေါ့နော်ကိုတီတွေအစုံရတယ်ပေါ့နော်အရန်ကိုပျော်ရွှင်စရာကောင်းတဲ့နေ့လေးဖြစ်ခဲ့ပါတယ်အားရပါရလည်းစားခဲ့ပါတယ်တုပ်ပူးနွေးလေးကလည်းမစားတာကြပြီဆိုတော့ပေါ့နော်ကျွန်မအကြိုက်တွေ့ခဲ့ပါတယ်ရှင်ဒါတချို့အစားတဲ့သူကစားနေပြီမှားလာမရသေးတဲ့သူတွေတော့မစားစားသေးဘူးပေါ့နော်ကျွန်တော်တို့နေ့လည်းစားအားရပါရစားခဲ့ကြပါတယ်ကျမတို့ကိုကျွေးမွေးပေးတဲ့အန်တီစုပွန်းနဲ့မနှင်းတို့လည်းကြည့်စုများကြည့်တင်ပါတယ်ရောက်လာကြတဲ့သူတွေအားလုံးတပျော်တပါးကြီးကိုကျမတို့အားရပါရစားခဲ့ကြတယ်ပေါ့နော်โอเคဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်ကြည့်စုများကြည့်တင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်တတား